အားလုံးပဲမင်္ဂလာပါမနေ့ကကျွန်တော်တို့ဒါ BA ပွဲကိုကျွန်တော်တို့ဒါတပွဲကောင်းရေးချပေးခဲ့တယ် BA က10နှစ်တိုင်းပဲဗျာเนาะဒါအပေလို့เนาะဒါတကယ်ဘယ်လီယန်တို့ရိုဒီကိုတို့တကယ်ကစားသမားကောင်းနေမှာပါတော့ဒါကိုရနိုင်တယ်လေနဲမယ်လို့ပြောတယ်ပြီးတော့တစ်ဖက်ဂီတာဖေးသင်းကလည်းကျွန်တော်ပြိုင်ဘက်သင်းတွေကိုเนาะဒါတရေလောက်ထိဒါဆွဲချတတ်တဲ့အချင်းလည်းရှိရတဲ့အတွက်ကြောင့်ကျွန်တော်ကမနေ့က BA ပွဲကိုကျွန်တော်တပွဲကောင်းနေတယ်ကိုပေါင်းအောက်ကိုရွေးချယ်ပေးခဲ့တယ်ဗျာเนาะ body ကတော့ကျွန်တော်အကြံပြုခဲ့တယ် body တော့မရပါဘူးဗျာဂီတာဖေးကလည်းဒါပြီးခဲ့နေတော့မှာเนาะကျွန်တော်ကတ်သိမ်းသွားတာဗျာเนาะဒါနှစ်သိန်းလုံးနဲ့အနေတကက်စီထိပြီးတော့ဒါ Z1 ဆိုတဲ့ရလနဲ့ပြီးဆုံးသွားတယ်ဗျာနော်။ BA ကဒီနေ့လာလီဂါပလာတော့တိတ်ပြီးတော့မှန်းဖို့တော့မလွယ်တော့ဘူးဗျာနော်။ဒီနေ့ကျွန်တော်ဒါ Premier League ပြန်လာပြီဆိုတော့ဒါညနေနော်တနာရီဝင်းကျလောက်ရှိမှကစားမယ်။ League United နဲ့ Sunderland ပွဲကိုကျွန်တော်သုံးသပ်ပေးချင်တယ်ဗျာနော်။ဒါဒီပွဲဒီကျွန်တော်ဈေးတန်းရအောင်ဒီလက်ရှိဟိုရက်တိမှုရအောင်ဆိုလို့ရှိရင်နည်းနည်းလေးမှန်းပို့လွယ်ပလားဆိုပြီးတော့နော်ကျွန်တော်ဒီဆက်ပေးတော့ကျွန်တော်နောက်ဆုံး5ပွဲလောက်ကျွန်တော်အတူဟဲ့ရ5ပွဲလောက်ကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီနေ့နဲ့ဆန္ဒလက်ကကျွန်တော်3ပွဲလောက်ထိတည်ကြပြီเนาะ3ပွဲလောက်ဟုတ်တယ်3ပွဲ4ပွဲလောက်ထိတည်ကြပြီးတော့လီနက်ကတပွဲနိုင်ပြီးတော့ဆန္ဒလက်ကတပွဲနိုင်ထားတယ်ဗျာเนาะဒါကြောင်ဆုံး6ပွဲလောက်မှာဆိုလို့ရှိရင်လည်းဟိုလက်ရှိတေဗယ်ရဆိုလို့ရှိရင်ဆန္ဒလက်ကအဆစ်7မှာရှိပြီးတော့လီနက်ကအဆစ်15မှာရှိတယ်ဟိုလီနက်တဲ့အနေနဲ့ကလည်းเนาะဒါဒီရှုံးလို့ရှိရင်နည်းနည်းလေး pressure တော့များလာပြီဘာလို့လဲဆိုတော့ဒီပွဲသာရှုံးခဲ့မယ်ဆိုလို့ရှိရင်တက်စင်းစုံတွေကအမှတ်ကအရင်မဟာတော့ဗျာเนาะခက်မသိလို့ရှိရင်တက်ဆင်းဆောင်တော့ရောက်သွားနိုင်တဲ့ဒေတာမျိုးဖြစ်တယ်ဗျာနော်အဲ့တော့ဒီ United အတွက်ဒီနေ့ပွဲဒီရေးကြီးသလိုစန်တာလန်ကလည်းဒါဒီလေရနေပြီးတော့တန်တန်တော့တေးတစ်ပတ်လောက်ရရင်တော့မှဒါပျော်နေမယ်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်ဘာလို့လဲသူကအပေါ်လည်းရေးမတက်ဘူးသူကဇရာလည်းလက်လောက်မှာပဲနေပြီးတော့ ACC ဒါတမစင်းရတမဲလောက်ပဲကစားပဲပုံစံမျိုးလေးဖြစ်တယ်ဗျာနော်အဲ့တော့ဒီနေ့ရာဒီကျွန်တော်တို့ League United ရဲ့အင်္ဂလိပ်ဆက်ဆော်ကြီး9ပွဲလောက်ကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းအိမ်ကွင်းမှာ League United ဒီကျွန်တော်2ပွဲနိုင်2ပွဲရှုံးထားပြီးတော့เนาะဒါတပွဲတည်ကြတာပဲเนาะဒါပေမဲ့ရှုံးထားတဲ့ပွဲတွေကလည်းဒါအသင်းကြီးတွေကိုရှုံးထားတာပဲเนาะဒါ Man City တို့ကျွန်တော်ဒီပါလေ Arsenal တို့တော့ဒီเนาะဒါအသင်းကြီးတွေလောက်ပဲရှုံးထားတာဆိုတော့အိမ်ကွင်းကောင်းတယ်လို့ပြောလို့ရတယ်အိမ်ကွင်းကောင်းတယ်လည်းပါတယ်ဗျာเนาะပြီးလို့ရှိရင်ဒီတစ်ပွဲဒီလည်းတည်ကြနိုင်ကြည်လည်းများတယ်ဗျာဘာလို့လဲဆိုဆန်လာလန်ကလည်းကျွန်တော်တို့ဒါအဝေးကွင်းတွေမှာတပွဲနိုင်2ပွဲရှုံးပြီးတော့2ပွဲတည်ကြတာပဲเนาะဆန်လာလန်ကအဝေးကွင်းမှာဆိုလို့ရှိရင်တည်ပွဲများတယ်ဗျာเนาะအနည်းဆုံးမတော်ဆို1-1တစ်ပေါက်လောက်တော့သွားတာများတယ်တည်ပွဲများတယ်လို့ပြောလို့ရတယ်ဗျာเนาะလီနက်တက်ကလည်းအိမ်ကွင်းမှာတော်တော်များများပွဲတွေကိုတည်ကြရတဲ့ကြောင့်ဒီနေ့ပွဲကတည်ကြနိုင်ကြည်ကကျွန်တော်တို့80ရာခိုင်နှုန်းလောက်ရှိတယ်အနည်းဆုံး1-1သွားရင်သွားမသွားရင်လီနက်တက်က1-0နဲ့ကတ်နိုင်မနိုင်2-1လောက်နဲ့ပဲကတ်နိုင်တော့မယ်လို့ကျွန်တော်ထင်တယ်ဗျာเนาะအဲ့တော့ဒီနေ့မနက်ပေးထားတဲ့ဈေးတန်းကကျွန်တော်တို့ဒါလီနက်တက်ကနေပြီးတော့တစ်လုံးကိုအပြည့်ဒီပါစားရမယ်ဗျာเนาะကိုပေါင်းကလည်းကျွန်တော်နှလုံးကို60ရှုံးဆိုတော့ပေးထားတဲ့ဈေးတန်းကိုပေါင်းဈေးကနှလုံး60ရှုံးဆိုတော့ဒီနေ့ပွဲဒီကျွန်တော်တို့ဒါလီနက်တက်ကတကူဆန်နလန်တကူနဲ့1-1တစ်ပေါက်သွားခဲ့မယ်ဆိုလို့ရှိရင်ကိုကပို့ပြရတယ်တကယ်လို့လီနက်တက်ကနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့2-1တစ်ပေါက်နိုင်ဆုံးပုံမယ်ဆိုလို့ရှိရင်2-1 1-2တစ်ပေါက်လောက်တော့သွားဖို့များတယ်ဗျာနော်တည်ဝဲဆိုရင်ကျွန်တော်ကိုကပို့များတယ်ပြီးဒါမှမဟုတ်လည်းကျွန်တော်1-0လောက်နဲ့လည်းကတ်နိုင်သွားနိုင်တဲ့အနေအထားမျိုးဖြစ်တယ်ဗျာနော်အဲ့တော့ဒီဟိုနှစ်သိန်းလုံးရဲ့လက်ရှိပုံစံအရဆိုလို့ရှိရင်တော့တည်ကြဖို့က9လောက်ခုနကကျွန်တော်ပြောခဲ့သလိုပဲနော်90ရာခိုင်နှုန်းလောက်ကဂျိတ်တည်တယ်အဲ့တော့ကျွန်တော်ကဒီနေ့ပွဲမှာကိုပေါင်းအောက်ကိုကျွန်တော်ပိုကြိုက်တယ်နော်ဒီလိုက်တဲ့ပွဲကိုပြီးရင်ဟို body ဈေးကကျွန်တော်ဒါတစ်လုံးကိုအပြည့်ဒီပါစားရမယ်ဈေးတန်းဖြစ်တဲ့အတွက်ကြောင့်ဆန်နလန်ဘော်ဒီကြိုက်တဲ့ညီကိုတွေကလည်းဆန်နလန်ဘော်ဒီနေလို့ရတယ်ဗျကျွန်တော်ကတော့လက်ရှိအမှတ်လုံနေတဲ့ဟို Asian League United ကိုပဲကျွန်တော်ပို့ကြိုက်တယ်ဗျာနော် League United အနေဆုံးတရေလောက်ထိရှိမယ်လို့လည်းထင်တယ်ဘာလို့ဆိုတော့ League ကအိမ်ကွင်းမညံ့ဘူးဗျာနော်အိမ်ကွင်းကောင်းတယ်ဒါ Man City တော့မှကျွန်တော်ကန်ကောင်းလို့မရှုံးသွားတာနော်ပြီးခဲ့တဲ့ဘက်ကဆိုလို့ရှိရင်ဟိုတောက်လျှောက်ကန်ကွင်းနေရတယ်အဆုံးသက်လေးနည်းနည်းလေးညံ့လာမှရှိတာတိုက်စစ်ပိုင်းကတော်တော်လေးကောင်းတယ်ဗျာနော်ဒါပြန်တိုက်နိုင်တဲ့အတွက်ကြောင့်ဟို2-1တစ်ပေါက်သွားမလားကျွန်တော်1-1တစ်ပေါက်1-0တစ်ပေါက်ပဲသွားမလားဆိုတော့စောင့်ကြည့်ရမယ်အဲ့တော့ဒီနေ့ပွဲမှာကျွန်တော်က League United body ရဲ့ကျွန်တော်ကိုပေါင်းအောက်ရေကိုကြိုက်တယ်ဒီကိုလိုကြိုက်ဒီမှာဆောက်ပါ channel ပွဲတွေတော့ကျွန်တော် channel ထဲမှာပဲတင်ပေးရမယ်เนาะကျွန်တော် channel ထဲမှာဆိုတော့ YouTube channel လေးပါနေရှိရဲဒါပေမဲ့ YouTube channel ဆိုကျွန်တော်နှစ်ပွဲလုံးရတယ်ဘောလုံးနောက်ပွဲရောကျွန်တော်ဒါ league ပွဲရော sorry ဘောလုံးနောက်ပွဲ real ပွဲရောနှစ်ပွဲလုံးရတယ်เนาะကဲအားလုံး good luck ပါဗျာအဆင်ပြေပါစေ